ညနေကမိုးတွေရတယ်ကျွန်တော်ဟိုနားလေးမှာကုတီအိမ်သားပေါ့ဗျာအဲ့မှာကျွန်တော်အင်တာတက်ချင်တယ်ဆိုပြီးတော့အင်တာတော့လူကြီးလေးချုပ်တော့လစ်ဆောင်အောင်လားလစ်တဲ့ချိန်မှာလစ်ပြီးဟာအင်တာတက်တကားပိတ်ပြီးတော့စောတယ်ပြင်းနေတခါလေးတော့တော့လည်းအဖေကတော့ရအောင်ပြန်လို့ရှိရပေါ့လူရှိတယ်ပေါ့နောက်တစ်ခါတော့ဘာလဲလူရှိတယ်ပေါ့နောက်တစ်ခါကြလဲတော့ဆက်စားတယ်ကလေးလေးတွေဒီဘောတော့လူပိုင်တယ်ဘယ်လိုလုပ်လဲကလေးကဘာပြောလဲမှာဘာပြောသူရှိတာပြီးတယ်တဲ့ဘယ်သူလုံးပြီးတယ်လို့တော့ရတဲ့ဖွက်ပြတာအားကိုစပ်ပြီးလေအဲ့လိုမှကြီးအမောက်ကုန်ပဲလို့